ကျွန်တော်မိတ်ဆွေများမင်္ဂလာညချမ်းပါဖုန်းပြရှန်ဖျားရီတော်နေမြန်မာမှုစတီးစီလုပ်ငန်းမှာကျူဆိုပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရဲ့ညဘက်ကျွန်တော်ဒီဇိုင်းဆွဲတဲ့ပုံစံလေးကိုပြပေးပါမယ်ခင်ဗျာဒါကျွန်တော်တို့ဧည့်သည်တွေကိုပေါ့နော်ကျွန်တော်ကအဓိကတော့ကျွန်တော်တို့စတီးပန်းနေဆိုရင်ကျွန်တော်အစာအုပ်ပုံအတိုင်းနေပင်ဆွဲပြပါတယ်ခင်ဗျာပုံစံလေးဒီလိုပုံစံအတိုင်းပြီးရင်ကျွန်တော်အတိုင်းတိုင်းအောင်မှာဒီလိုစတီးပန်းမြန်မာမှုပန်းတွေကနုတ်ပန်းတွေတက်ပေးတယ်ပေါ့နော်3D dimension နဲ့ကျွန်တော်တက်ပေးတယ်တက်ပေးပြီးတော့မှကျွန်တော်ကဒီ runner ထုတ်ပြီး runner ချပြီးတော့မှဧည့်သည်ကိုကျွန်တော်ပြပေးတယ်ပေါ့နော်ဒီလိုပုံလေးတွေပေါ့ဒီလိုပုံလေးတွေကျွန်တော်ဧည့်သည်ကိုပြပေးတယ်ပြပေးတော့မှဧည့်သည်ကသဘောကျပြီဆိုမှကျွန်တော်ပေဘယ်လောက်ကြမလဲတွက်ပေးတယ်ပေါ့နော်ကုန်ကြစိတ်ကိုတွက်ပေးတယ်ခက်မှန်းပေးတယ်ပေါ့နော်ဒီဟာမှဧည့်သည်ကမကြိုက်ဘူးဆိုမှကျွန်တော်ဒီဇိုင်းတွေပြောင်းနေတယ်ဆိုရင်ကျွန်တော်ဒီဇိုင်းထက်ပြောင်းပေးတယ်ပေါ့နော်အဓိကတော့ကျွန်တော်ကသူတို့ဧည့်သည်ကမလုပ်ခင်ကိုကြိုတင်ပြီးတော့အစာအုပ်ပုံလေးမြင်သွားအောင်လို့ပေါ့နော်ကျွန်တော်အဓိကကတော့အဲ့လိုပြပေးချင်တယ်ပါခင်ဗျကျွန်တော်စီကို 3D ပုံလေးအပ်ချင်တယ်ဆိုလဲကျွန်တော် Viber ဖုန်းနံပါတ်095186ကိုဆက်သွယ်ပြီးတော့လည်းအဲ့လိုရပါတယ်ခင်ဗျဒါကကျွန်တော် 3D ဆွဲတဲ့လုပ်ငန်းတစ်စိတ်တစ်ပိုင်းပေါ့နော် 3D ဆွဲတဲ့ဒီမြင့် software တွေလည်းရှိသေးတယ်ဗျဒါတစ်စိတ်မှာကျွန်တော် 2D ကြတော့ကျွန်တော်ပြပြမယ်ကျွန်တော်တို့ 2D ဆိုလဲကျွန်တော်အဓိကတော့ဒီလိုပေါ့နော်ကျွန်တော် 2D ကိုလက်နဲ့လည်းဆွဲလက်ခဲနဲ့လည်းဆွဲသလိုပေါ့ကျွန်တော်ဒီကွန်ပျူတာနဲ့လည်းဆွဲတယ်ခင်ဗျ2D ဖျားကန်းပုံမဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အဓိကကတော့ဘလို့ဒီဇိုင်းမဆိုပေါ့ကျွန်တော်ဧည့်သည်တွေစိတ်တိုင်းကြဖြစ်အောင်ဆွဲပေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကွန်ပျူတာဆွဲတဲ့ပိုင်းမှာเนาะကျွန်တော်တို့ကကွန်ပျူတာနဲ့လည်းဆွဲဆိုကျွန်တော်လက်နဲ့လည်းခဲနဲ့လည်းလက်တန်းဆွဲရတယ်ပေါ့နော်အဓိကကတော့ဆွဲပြီးတဲ့ဒီဇိုင်းကိုဧည့်သည်ကိုချပြရတယ်ဧည့်သည်သဘောကျရင်ဆိုမှကျွန်တော်တို့ကလုပ်ပြီးတယ်ပေါ့နော်အဓိကနောက်တစ်ခုကကျွန်တော်တို့ကဇေဒီဒီဇိုင်းပဲဖြစ်ဖြစ်အစာအုပ်ဒီဇိုင်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကဒီလိုစာအုပ်တွေပေါ့အဓိကစာအုပ်တွေရှေးတော့ဆရာကြီးတွေရေးခဲ့တဲ့စာအုပ်တွေဒီလိုနောက်ပိုင်းစာအုပ်တွေအဲ့လိုစာအုပ်တွေကိုအမိညမ်းပြီးတော့လေကျွန်တော်တို့ကအဲ့ဒီဘောင်တွေကပဲကျွန်တော်တို့ထုံထုတ်ပြရတယ်ဒီ scale တွေကပဲကျွန်တော်တို့ကရေးပြတယ်ပေါ့နော်အဲ့ဒီအောင်မှထွင်ပြီးတော့အရင်မရေးဘူးပေါ့နော်အများလက်ခံတဲ့ဒီဇိုင်းလေးလည်းဖြစ်ရမယ်ပေါ့ကျွန်တော်မိတ်ဆွေများကျေးဇူးတင်ပါတယ်ခင်ဗျနောက်လည်းအားပေးကြပါဦး